ရွှေတုံးတွေကိုလိုက်ကောက်နေတဲ့အဘိုးအိုတယောက်ဟာနောက်ဆုံးရွှေတုံးကိုကောက်တဲ့အချိန်မှာကြောက်ခဲတစ်လုံးကိုအသားလေးစုပ်ကိုက်ပြီးမိုင်းကိုလမ်းထူလိုက်ပါတယ်။အရာရှိကထိန့်လန့်တဲ့ကြိုင်နဲ့ရှေ့တဲကိုဝိုင်းပြဖို့အမိန့်ပေးပေမဲ့အဘိုးအိုကကြီးစံအားလုံးကိုအိုးတစ်လုံးနဲ့ကားလိုက်တာပါ။ဒါကိုဒါကက်ပတင်အမေရိကမြင်လင်တောင်အဘိုးကတော့တကယ်လူစွမ်းကောင်းမဲလို့ချီးကျူးရမယ့်အနေအထားမျိုးပေါ့။အဘိုးအိုသေးပြီးအထက်နဲ့စစ်ဆေးဖို့လွတ်လိုက်တဲ့စစ်သားဟာမိုင်းပေါက်ကွဲပြီးပွဲချင်းပြီးတည်ဆုံသွားပါတယ်။စစ်သား2ယောက်ထပ်လွတ်ပေမဲ့3စက္ကန့်တောင်မခံပဲအသက်ပြောက်သွားပြန်ပြီ။နောက်ဆုံးမှာတော့အရာရှိကလမ်းရှင်းဖို့အတွက်အမျိုးသမီးအကျဉ်းသား2ယောက်ကိုအတင်းအကျပ်ရှေ့တိုးခိုင်းပါတော့တယ်။ဒါပေမဲ့အဘိုးအိုကတော့အရစ်လိုပဲပျောက်ကွယ်သွားပါပြီ။ဒဏ်ရာရီနဲ့နားဖို့နေရရှာရင်ကားပြက်တစ်လုံးအောက်မှာပုံနေရတဲ့အဘိုးအိုဟာထုံစေးမေ့စေးမပါပဲခါးဘက်ကိုအန်ကျစ်ခဲ့ပြီးသူ့ခြေထောက်ကကြည်စံကိုကိုယ်တိုင်ထုတ်ခဲ့ပါတယ်။နာကျင်လွန်လို့တတိလစ်သွားတဲ့အထိပါပဲ။ရန်သူတွေနဲ့အနှိုင်းကန်ခွေးတွေနီးကပ်လာတဲ့အချိန်မှာအဖိုးအိုတတိပြန်ရလာပါတယ်။သူဟာသွေးနှံဖြောက်ဖို့အတွက်ရန်သူချစ်ကားအောက်ကစီတန်ကီကိုဓာတ်နဲ့ထိုးဖောက်ပြီးလက်စီတွေနဲ့ကိုပတ်လိုက်ပါတယ်။ဒါပေမဲ့ခွေးကစီနန့်ကိုပါရသွားပြီးဟောင်းပါလျော။အဖိုးအိုမြူစီကိုထွက်ပြေးတဲ့အခါစနိုက်ပါသမားကချက်တော့ကိုပစ်ခတ်လိုက်ပါတယ်။ဖမ်းဆီးဖို့လိုက်လာတဲ့ခွေးကိုဟန်တားဖို့ဘိုးအိုကသူ့ကိုယ်သူမီးရှို့ပြီးမြစ်ထဲခုန်ချလိုက်ပါတယ်။ရွှေတုံးတွေရဲ့အလေးချိန်ကြောင့်သူဟာရေအောက်ကိုနစ်မြုပ်သွားပြီးပျောက်ကွယ်သွားပါတယ်။နိုင်ဝအကြာရေပေါ်ပြန်တက်လာချိန်မှာစနိုက်ပါသမားကထပ်မံပစ်ခတ်လိုက်လို့သွေးတွေရဲရဲနေသွားပြန်ပါတယ်။ရွှေတွေကိုပြန်ဆယ်ဖို့ဆင်းလာတဲ့ရင်ငုတ်သမားကိုအဖိုးအိုကလဲလီတပ်ပြီးအောက်ဆီဂျင်ဘူးကိုလူယူလိုက်ပါတယ်။အရာရှိကနောက်ထပ်လူတွေထပ်လွတ်ပြီးမဲ့2စက္ကန့်အတွင်းမှာပဲရေပြင်တစ်ခုလုံးတွေးချင်းနေသွားပါတော့တယ်။ဒီလိုနဲ့အဖိုးအိုဟာတည်ဆုံသွားတဲ့စစ်သားအလောင်းကိုဒိုင်းတဖွဲအသုံးပြုပြီးလွတ်မြောက်သွားပါတယ်။အရာရှိကတော့ကြောင်ကြည့်ကြံရစ်ခဲ့တာပေါ့။အဲ့ဒီအချိန်မှာပဲအဖိုးအိုရဲ့ခွေးလေးပြန်ရောက်လာတာကိုမြင်လိုက်ရတဲ့အရာရှိဟာခွေးကိုသုံးပြီးအဖိုးအိုကိုပြန်လိုက်ဖမ်းဖို့အကြံရုပ်တဲ့အစီအစဉ်တစ်ခုကိုထပ်မံစတင်ပါတော့တယ်